ဇလန်းအစမှာကျွန်တော်တို့ဟာတောအုပ်အလယ်ကတောင်ထိပ်ပေါ်ရှိအိမ်တစ်လုံးနှင့်ရင်းတွင်တကောင်ထဲနေထိုင်သောဝီလီယံအမည်ရှိလူတစ်ဦးကိုတွေ့ရသည်သူသည်သူတေသနအတွက်လူသူကင်းမဲ့သောထိုတောအုပ်ထဲတွင်လပေါင်းများစွာနေထိုင်ခဲ့သည်တနေ့မွေကိုက်ခံရပြီးအစိတ်ပြတ်မီဆို၍အထိတ်တလန့်ဖြစ်ကာဖုံးလဲတောင်အောက်ကျသွားသဖြင့်အကူအညီမခေါ်နိုင်တော့ပေအစိတ်ဖြတ်ရန်လက်ကိုဖြတ်ရန်ကြိုးစားပြီးရေအများကြီးတောက်ကာသတိလစ်သွားသည်နိုးလာသောအခါအစိတ်ဤတက်ရောက်မှုကြောင့်စိတ်အာရုံခြောက်ခြားမှုများထက်ကဖြစ်လာသည်ရက်အနှဲငယ်ကြာအောင်လဲလျောင်းနေစဉ်ဟယ်လီကော်ပတာတန်ကြားပြီးအပြင်ကလာသောသိပ္ပံပညာရှင်များကသူ့အားခေါ်ရန်ရောက်လာတော့လဲဝီလီယံမှအတန်မထွက်နိုင်သဖြင့်လူမရှိဟုယူဆကာထွက်ခွာသွားကြသည်နောက်ရက်အနှဲငယ်အကြာတွင်အစိတ်တက်ရောက်မှုပြေလျှော့ပြီးသူသည်ပြန်လည်ကျန်းမာလာကာမြို့ပြကိုပြန်လာခဲ့သည်မြို့ရောက်သောအခါလုံးဝအံ့အားသင့်သွားရသည်မြို့တစ်မြို့လုံးပြောင်းလဲသွားပြီးလမ်းမပေါ်တွင်အသက်ရှင်သူတဦးများမရှိအရာဝတ္ထုများပြန့်ကျဲနေပြီးလမ်းမပေါ်ရှိကားများအတွင်လူအားလုံးတည်နေကြသည်လမ်းဆိုင်ဘုတ်တစ်ခုပေါ်မှသိရသည်မှာရက်အနှဲငယ်ကြာကကဘာတဝန်းပြန့်နှံ့ခဲ့သောကပ်ဘေးဆိုင်ဗိုင်းရပ်စ်ကြောင့်လူသားအားလုံးနှိပါသေဆုံးခဲ့ခြင်းဖြစ်သည်အစိုးရဥပဒေစည်းမျဉ်းများမရှိတော့ပေအိမ်ရောက်သောအခါမိဘများလည်းသေဆုံးနေပြီဖြစ်ကြောင်းတွေ့ရသဖြင့်လက်ခံရန်အချိန်ယူပြီးအိမ်သားတွင်ဂူမြေတူးကမြုပ်နှံလိုက်သည်ရက်များကြာပြီးနောက်မြို့တွင်သူတဦးတည်းသာအသက်ရှင်ကြောင်းသိရတော့လဲနေရာတချို့တွင်ဗိုင်းရပ်စ်ကိုခံနိုင်ရရှိသူများရှိမည်ဟုမျှော်လင့်ကာလုံခြုံရေးအတွက်တနက်နှင့်စားနပ်ရိက္ခာများယူပြီး Las Vegas သို့ထွက်ခွာခဲ့သည်တရားပိတ်ထားသဖြင့်လမ်းကြောင်းခြားသုံးကာခရီးဝေးသွားရတော့လဲထိုမြို့လည်းဗလာပင်ဟိုတယ်ကြီးများနှင့်ကာစီနိုများလုံးဝအခြေချနေထိုင်သူမရှိပင်ပန်းလာသောကြောင့်နာမည်ကျော်ဟိုတယ်တစ်ခုတွင်နေထိုင်ရန်ဆုံးဖြတ်ကာဈေးကြီးဝိုင်များတောက်သုံးခဲ့သည်နောက်ညတွင်အသက်ရှင်ကျန်သူ2ဦးမေဒန်နှင့်အန်နီတို့ရောက်လာကြသည်သူတို့သည်ဝီလီယံကဲ့သို့ဗိုင်းရပ်စ်မကူးစက်ခံရသူများဖြစ်ပြီးဈေးကြီးဟိုတယ်တွင်နေထိုင်နေကြသည်ဟုဆိုသည်မေဒန်မှနောက်ဆုံးထွက်ရှိခဲ့သောရုပ်မြင်သံကြားထုတ်လွှင့်ချက်ကိုပြသပြီးသိပ္ပံပညာရှင်များဗိုင်းရပ်စ်အသစ်အတွက်ပရိဇီဝဆေးမတီထွင်နိုင်ခဲ့ကြောင်းနောက်ပိုင်းနိုင်ငံအသီးသီးတွင်ပြည်တွင်းစစ်များစတင်ကာဆေးဝါးများအတွက်လူများတဦးကိုတဦးတပ်ဖြတ်ကြပြီးရက်အနှဲငယ်အတွင်းလူသားအလုံးဗိုင်းရပ်စ်သို့မဟုတ်အကြမ်းဖက်မှုများကြောင့်သေဆုံးခဲ့ကြောင်းသိရသည်ဗိုင်းရပ်စ်ဖြစ်ပြီးနောက်ပိုင်းမေဒန်နှင့်အန်နီတို့သည်ဒီနေ့မှပဲအသက်ရှင်နေသူကိုပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သဖြင့်ကမ္ဘာပေါ်တွင်ကျန်ရှိနေသောလူဦးရေအလွန်နည်းပါးနေပြီးသူတို့2ဦးစလုံးသည်တဦးတဲ့အချိန်ကြာမြင့်စွာနေထိုင်ရသဖြင့်စိတ်ပိုင်းဆိုင်ရာအခြေအနေကျဆင်းနေပြီးအန်နီမှသူမ၏ခင်ပွန်းနှင့်ကလေးဗီဒီယိုခေါ်ဆိုမှုတစ်ခုတွင်သေဆုံးသွားပုံကိုမြင်ခဲ့ရပြီးအသက်ရှင်လိုစိတ်လုံးဝပျက်စီးသွားခဲ့သည်ဟုဖွင့်ဟပြောကြားသည်ဝီလီယံသည်သူတို့2ဦးနှင့်အတူစီးစိမ်ခံဟိုတယ်တွင်ရက်အနှဲငယ်နေထိုင်ခဲ့သည်ဈေးကြီးတစ်စိတ်ကပ်ဝတ်စားများအခမဲ့ရနိုင်တော်လဲကျေနပ်မှုမရှိတစ်စိတ်များ၏တန်ဖိုးသည်လူသားတွေနှင့်အတူပြီးဆုံးသွားတဲ့ကဲ့သို့ခံစားရသည်မေဒန်မှသူသည်အရင်ကလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ခဲ့ကြောင်းငွေအများကြီးရခဲ့တော်လဲယခုသူ၏ကြိုးကြားမှုရောမိသားစုပါမရှိတော့ကြောင်းသူတို့3ဦးအဆုံးစီရင်နိုင်ရန်တနက်တလက်တည်ဆောင်လာကြောင်းပြောကြားသည်ထိုစကားကိုကြားပြီးဝီလီယံအလန့်တကြားဖြစ်ကာထွက်ခွာသွားခဲ့သည်သူသည်အသက်ရှင်ဖို့ဆက်လက်မျှော်လင့်နေသေးသည်ထိုနောက်ကနေတနက်တန်ကြားရပြီးမေဒန်နှင့်အန်နီတို့ကိုအဆုံးစီရင်လိုက်ကြသဖြင့်ဝီလီယံသည်တဖန်တယောက်တည်းဖြစ်သွားရသည်သူသည်တစ်ကမ္ဘာလုံးတွင်တယောက်တည်းသောကြံရှိနေသောလူသားဖြစ်ကောင်းဖြစ်နိုင်သည်ဟုခံစားမိလာကာကားကိုအယမ်းမြင်မောင်းပြီးမြို့မှထွက်ခွာလာခဲ့သည်လမ်းမှာခွေးတစ်ကောင်ကိုတွေ့ပြီးလက်ကီဟုအမည်ပေးကသူ၏အတူလိုက်ပါလာသူအဖြစ်ထားရှိခဲ့သည်ထိုနောက်စာကြည့်တိုက်သို့သွားပြီးရှင်သန်ရေးစာအုပ်များပြန်ယူကာသူ၏အိမ်ဟောင်းသို့ပြန်လာခဲ့သည်ယခုသူသည်လက်ကီနှင့်အတူနေထိုင်သည်အနီးအနားရှိစတိုးဆိုင်များတွင်ကြံရှိနေသောအစားအစာများသည်သူတို့ကိုကြာရှည်ခံအောင်ထောက်ပံ့နိုင်ပြီးနောက်ပိုင်းသီးနှံများစိုက်ပျိုးနိုင်သည်အချိန်ကုန်လွန်လာသည်နှင့်အမျှတစ်နှစ်ကြာသွားပြီးဝီလီယံနှင့်လက်ကီတို့ခိုင်မာသောဆက်ဆံရေးတစ်ခုတည်ဆောက်မိကြသည်သို့တော်လူသားများမရှိတော့သဖြင့်ဝီလီယံသည်အလွန်ပြင်းရီလာပြီးအချိန်ကုန်လွန်စေရန်ခြေချင်းလျှောက်ခြင်းရေကူးခြင်းများပြုလုပ်ကာတစ်ချိန်တွင်ကားကိုနေရာတစ်ခုတည်းတွင်ဆက်ဝိုင်းပုံစံမောင်းနှင်ခဲ့သည်သို့တော်သူ၏ပြင်းရီစရာဘဝသည်တစ်နေ့လက်ကီဟာအဝေးကအိမ်တစ်လုံးကိုကြည့်ရင်းအတန်ကြဲဟောင်းလာသောအခါပြောင်းလဲသွားသည်ဝီလီယံသည်ထိုအိမ်ကနေမိခိုးထွက်နေသည်ကိုတွေ့ပြီးချက်ချင်းကားမောင်းသွားသည်အိမ်မိုးပေါ်တွင်တနက်နှင့်မိန်းကလေးတစ်ယောက်ကသူ့ကိုခြောက်လှန့်ပြီးသူမသည်အမ်မာအမည်ရှိအသက်ရှင်ကျန်သူတစ်ယောက်ဖြစ်ကြောင်းသိရသည်ဝီလီယံသည်သူ၏အကြောင်းကိုအရာအလုံးပြောပြပြီးအမ်မာကသူသည်အန္တရာယ်မဖြစ်နိုင်ကြောင်းယုံကြည်လာသည်သူတို့စကားပြောဆိုမှုမှသိရသည်မှာသူတို့2ဦးစလုံးတစ်နှစ်ကြာပြီးမှအသက်ရှင်နေသူကိုပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်ဝီလီယံသည်အမ်မာကိုသူ၏ဖြစ်ရအလုံးပြောပြပြီးအမ်မာကလည်းသူမ၏ရှင်သန်ရေးဇာတ်လမ်းကိုမျှဝေသည်သူမကအနေကပဲဒီနေရာကိုရောက်လာပြီးဒီမှာဘသူမှအသက်ရှင်မနေတော့ဘူးဟုထင်ခဲ့သည်ဟုပြောသည်ခဏစကားပြောပြီးနောက်ဝီလီယံထွက်ခွာဖို့ပြင်ဆင်နေချိန်တွင်အမ်မာကဒီညက်ဒီမှာနေပါလားဟုတောင်းဆိုသဖြင့်ဝီလီယံသဘောတူခဲ့ပြီးအမ်မာကိုသူ့အိမ်သို့ခေါ်သွားခဲ့သည်တယောက်တည်းနေထိုင်နေသဖြင့်အိမ်ကိုတေချာဂယုမဆိုင်ခဲ့မိပဲအရာအလုံးရှုပ်ပွားနေသဖြင့်သူတို့2ဦးအိမ်ကိုအတူတကွပြုပြင်ရန်စတင်ခဲ့သည်အနီးအနားတွင်အစားအစာတိုးလောင်ယုံရှိသဖြင့်အစားအစာများတည်ယူလာကြသည်ဤရုပ်တရက်တွေ့ဆုံမှုသည်သူတို့2ဦးစလုံးတွင်ဆက်လက်ရှင်သန်မှုမျှော်လင့်ချက်ကိုပြန်လည်ဖြစ်ပေါ်စေခဲ့သည်ယခုသူတို့သည်အတူတကွနိုးထပြီးနေ့စဉ်လုပ်ငန်းဆောင်တာမျိုးစုံလှုပ်ဆောင်ကြပြီးသူတို့ကိုယ်ပိုင်ဝါသနာတွေဖွံ့ဖြိုးစေကပြည့်ရည်ခြင်းမရှိအောင်နေထိုင်ကြသည်
သူတို့သည်ကဘာပေါ်ကနောက်ဆုံးဇနီးမောင်နှံဖြစ်ခဲ့ရင်လူဦးရေတိုးပွားစေဖို့တာဝန်ကသူတို့အပေါ်ကြားရောက်လာမည်ဆိုတာကိုလည်းသိကြသည်ထိုအတော်အတွင်းလူသားတွေမရှိတော့သဖြင့်တောတိုင်းတိရစ္ဆာန်များမျိုးပြတွင်သို့ဝင်ရောက်လာကြသည်အချိန်ကြာလာသည်နှင့်အမျှဝီလီယံသည်နေရောင်ခြည်စွမ်းအင်သုံးပြများတက်ဆင်ကအိမ်ကိုလုံခြုံအောင်ပြင်ဆင်ခဲ့သည်ရက်အနှဲငယ်အကြာတွင်အမ်မာသည်ကိုဝင်ရှိလာပြီးသူမအလွန်ပျော်ရွှင်တော်လဲဝီလီယံမှစိုးရိမ်နေသည်ကပ်ပေးကြီးအပြီးကဘာကြီးတဲ့ကလေးတစ်ယောက်ယူဆောင်လာဖို့မှန်ကန်ရဲ့လားဟုတွေးမိပြီးကလေးမွေးဖွားမှုကိုဘလို့လှုပ်ဆောင်မလဲဆိုသည်မှာအဓိကစိုးရိမ်စရာဖြစ်လာသည်ထို့ကြောင့်ဝီလီယံသည်စာကြည့်တိုက်သို့သွားပြီးကလေးမွေးဖွားခြင်းဆိုင်ရာစာအုပ်များဖတ်ရန်စတင်ခဲ့သည်အချိန်ကြာလာသည်နှင့်အမျှသူတို့အိမ်သည်နေရာတိုင်းမှာလုံခြုံလာပြီးနေအောင်ကြည်စွမ်းအင်သုံးပြများတက်ဆင်ထားသဖြင့်ရေခဲတတာထဲတွင်အစားအစာများသိမ်းဆည်းနိုင်ကကြက်များနှင့်နွားအချို့မွေးမြူပြီးဥနှင်းတို့များရနိုင်သည်အနီးအနားတွင်စိမ့်လန်းသောဥယျာဉ်ကြီးရှိပြီးလူသားများမရှိတော့သဖြင့်လေထုသည်တန့်ရှင်းပြီးတန့်စင်လာသည်သို့သောအချိန်ကြာလာသည်နှင့်အမျှသူတို့သည်ပြဿနာကြီးတစ်ခုနှင့်ရင်ဆိုင်ရပြီးပတ်ဝန်းကျင်ရှိကျွဲ့အရေးအတွက်တိုးဝါလာကအိမ်စီသို့လာနေကြသည်ထို့ကြောင့်ကျွဲ့များဝေးရာသို့မောင်းထုတ်ရန်အိမ်ပတ်လည်ရှိအမိုက်များကိုမိရှို့ကြတော့လဲမအောင်မြင်သဖြင့်အိမ်တစ်ခုလုံးကိုပိတ်ဆို့လိုက်ကြသည်တညအမ်မာကကျွဲ့တွေအတွက်အပြေရှာဖို့မကြခင်ပဲရနိုင်မည်ဟုပြောပြီးမွေးဖွားလာတော့မိကလေးအတွက်ပျော်ရွှင်နေသည်နောက်လများတွင်ဝီလီယံသည်ဝေးလံသောနေရာမှအကြောင်းအချို့ခေါ်လာပြီးသူတို့နေရာရှိကျွဲ့အရေးအတွက်ကိုလျှော့ချပေးခဲ့သည်